ပန်းနိုင်ကိုရောက်ဖို့အတွက်လူတွေရဲ့မျက်လုံးကိုမကြည့်ပါနဲ့ကိုလန်းကိုသာကြည့်ပါအောင်မြင်မှုရဖို့အတွက်လည်းလူတွေရဲ့စကားကိုလည်းနားထောင်မနေပါနဲ့ကိုဆုံးဖြတ်ချက်ကိုသာခိုင်ခိုင်မာမာချပါဘဝတလန်းအတွက်လည်းလူတွေရဲ့အမူအရာတွေကိုဂယုမစိုက်ပါနဲ့ကိုလှုပ်တဲ့နာကိုရဲရဲဝံ့ဝံ့လုပ်ပါစကားများများပြောမိရင်ယူနေလားလို့အထင်ခံရလိမ့်မယ်စကားပြန်မပြောရင်လည်းမာနာကြီးတဲ့အထင်ခံရလိမ့်မယ်အမြဲတမ်းပြုံးနေရင်ပေါ်တော်တော်လို့လည်းအထင်ခံရလိမ့်တီတီကြီးကြီးနေမိရင်လည်းဘဝင်မြင့်တယ်လို့အထင်ခံရလိမ့်မယ်ကိုဘဝကိုကိုယ်တိုင်သိနေတာပဲသူတစ်ပါးမထိခိုက်ပဲနဲ့ကိုအစဉ်ပြေသလိုနေတတ်ဖို့ကလည်းရေးကြည့်ပါတယ်သူတစ်ပါးလဲကြနေရင်စေတနာတန်တန်နဲ့ကိုတက်နိုင်တဲ့လောက်ဆွဲထူပေးလိုက်ကိုလဲကြနေရင်တော့ကိုကိုယ်တိုင်ပဲပြန်ထနိုင်အောင်ကြိုးစားဖို့ဘာကြောင့်လဲဆိုတော့ကိုလိုစိတ်ဓာတ်မျိုးကလည်းသူတစ်ပါးစီမှာရှိချင်မှရှိမှာမနေ့ကဆိုတာအတိတ်တစ်ခုပါပဲမနက်ဖြန်ဆိုတာလည်းအိမ်မက်တစ်ခုပါဒီနေ့တာလည်းဘဝတစ်ခုပါဘဝဆိုတာပျော်လဲတစ်နေ့မပျော်လဲတစ်နေ့ပါအကောင်းဆုံးဖြစ်အောင်ဘလို့ဖြတ်တန်းရမလဲဆိုတာကိုလည်းကိုယ့်ပေါ်မှာပဲမူတည်တယ်အယုဒသားဆုံးလူတစ်ယောက်မဖြစ်သေးရင်တောင်မှကိုမလိမ်မိပါစေနဲ့ယုံကြည်မှုမပြတ်ပါစေနဲ့ကိုယ့်အတွက်ကိုယုံကြည်ရဆုံးကတော့ကိုယ့်တယောက်တည်းပဲရှိပါတယ်